အခုကတော့ဒီကော်စီချောင်းရောက်နေတာဗောနော်ကော်စီချောင်းရောက်လာလို့ရှိရင်ဒီနေရာလည်းဘယ်လိုပြောလဲဒီဓာတ်ပေါ်အရင်ကျလို့ကောင်းတဲ့တောင်စင်းကွေ့လေးဗောနော်ဒီအရင်လှတယ်ဒီမှာလည်းဓာတ်ပေါ်ရိုက်ဖို့ဗောနော်ဆံရက်ဆိုင်ဒါရက်ဆိုင်တော့အောက်ဆင်းတာဗောနော်ဒီအောက်မှာဆိုရင်စားတော့ဆိုင်ရှိတယ်နောက်ပြီးရေကူးလို့ရတဲ့နေရာရှိတာဗောနော်ဒီကွေ့လေးကရမ်းလှတယ်ကားလေးဆိုင်ကလေးပေါ်နေတာအများကြီးတော့မိုက်တယ်ဆယ်ပဲဒီမှာဓာတ်ပေါ်ရိုက်ဖို့အဲ့ဒါတော့ကောင်းတယ်လို့ပြောချင်တယ်တော့တော့ချမ်းပါလားရမ်းပျော်ဖို့ကောင်းပါလေရှယ်ပဲအောက်ဆင်းမယ်နောက်ဘူးလို့ဆိုရင်ကော်စီချမ်းပါလားဒီနေ့မွေးမှာနောက်မှာပါတော့ရှင်းပါဆိုရင်ဒီဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာရှိတယ်အဲ့ဒါကြတော့ကျွန်တော်ပတ်ပြီးတော့လိုက်ကြည့်မှာပါတော့အခုဒီနေရာကတော့ဥဆုံးကျွန်တော်လာရိုက်တဲ့ဓာတ်ပေါ်လာရိုက်တဲ့နေရာပေါ့နော်ဟိုဖက်သွားလို့ရှိတော့ဒီမှာလူတော့နည်းနည်းများမှထည့်တယ်အဲ့ဒီနေရာဓာတ်ပုံရိုက်တာအရင်လှတယ်လူလာများတဲ့နေရာပေါ့နော်โอเคသွားမယ်ရှေ့မှာကြည့်မယ်